တယောက်ပဲကျွန်တော်တယ်နော်အဲ့တယောက်ကိုသိကျင်တဲ့ဟာကိုအချင်းချင်းကိုနောက်မှတိုင်မိမယ် तू ဘာတူလဲဆိုတော့အများကြီးအေးအောက်ပြီးတော့မေးရမှာသူ့ကိုမေးမယ်မေးတဲ့ဟာကို तू ခေါင်းငိတ်ခေါင်းကပဲမဟုတ်တာတွေဖြေမှာအဲ့တော့ကဲအစင်းသစ်ဖြစ်ရင်စလိုက်ကြမလားကဲမေးလို့ရပြီဗျာ ဟွာ ယောက်ျားလားမိန်းမလား မိမလေး ဟဲ့မိန်းမ ဒီနေ့ဟွာမန္တလေးရမလားမန္တလေးရအဲ့တော့ပေါက်ကမဖြစ်နေ ချစ် တော့ သူကနိုင်ငံခြားမလားချစ်သူကနိုင်ငံခြား မဟုတ်ဘူးသူချစ်သူကဒီကပဲအရှိကြီးပဲ တရုတ်ဆောင်လားဘလော့ကာလား အကုန်လုံး တချင်းကတော့တော်တော်ဆိုတတ်တယ်အင်္ဂလိပ်ချင်းတွေဆိုတယ်နော် နာမည်ကရေဒနာပါတယ်မလားဟာဖြစ်ရှင်လိုက်ဖြစ်နေရပါဟမ် နိုင်ငံခြားမှာကြောက်တတ်ဘူးလား ဟာမဟုတ်လေအကုန်လုံးဘာလို့ခေါင်းနေညိတ်နေရလဲတခါလေးညင်းပါဦး နာမည်ကလေးလုံး အဲ့တော့မရအဲ့ဒါတော့မရအဲ့ လေး တော့မရ လုံးလေးလုံးနာမည်လေးလုံး ငါသိပြီစံနေမြင့်လေ ယောက်ျားရှိရမလားယောက်ျားရှိရမလားဒါကြမရှိဘူးပဲယောက်ျားမရှိဘူးဟုတ်တယ်မကြိုက်ဘူး စွန့်ရတယ်နော်ဒူရာဖြစ်နေပြီနော် နာမည်လေးနောက်မှနှလုံးစင့်နာမည်လေးလုံးနောက်မှနှလုံးစင့် သိရင်လည်းပြောနေပါတော့ မေမီကိုကို အမောသူတွေကိုလက်မထောင်နေတော့တာပဲခဏနေပါဦးအဲ့တော့ဟွာတချင်းဆိုတာဝါသနာပါတာလားအဆိုတော့ဗောအဲ့အဆိုတော့ဗောအဆိုတော့ဒါတေးဆောင်မဟုတ်ဘူးတေးဆောင်မဟုတ်ဘူး ဟုတ်တယ် ဟိုတခုချင်းဒီမဲ့လေခေါင်းကြီးကောင်းတာပြေလေတရုတ်ဆောင်လားအဆိုတော်လား စက္ကန့်30 ဘလော့ကာလား လော်ကာတဲ့ မိတ်က ဟွာပြပြလို့ပါ ဘာလဲအဲ့ဒါဘာဒီကလောနာ အော်ဂီတာလည်းတီးတယ်တဲ့ ခေတာလေးတီးတယ် တောင်းမောသူလားတောင်းမောသူလားမဟုတ်တောင်းသူမဟုတ် ဟာခဏနေ သူမဟုတ် ကျွန်တော်နဲ့ဆိုင်မွေးဝဲတစ်ခုမှစုံမှုတယ်မလား 15စက္ကန့် ဟိုအဲ့ဒါပြီးပြောနေရတော့ဘယ်လိုပြနေဟုတ် ဒီ သေး စ ဘူး တော် လား ဘယ်ရီငါဖြုတ်စားလိုက်ရ နေဟွာဟောပေါ့ကြိုက်တယ်မလားဟောပေါ့နောက်ဆုံးတစ်ခေါက်စုံတော့တခြားအမှုပညာရှင်တွေဟောပေါ့တူသွားစားတော့ပါတယ်မလား ဟုတ်လား မဟုတ်တော့ဘူးကွာအဲ့ဟုတ်တယ်ပြောနေတာပြောနေတာတကယ်မဟုတ်ဘူး ကဲလည်းမဟုတ် ဟုတ်လေဘာလို့ကြလေး လာဘူးတယ်လေတို့အိမ်လာလဲဘူးတယ်ဟုတ်တယ်မလားတခါတခါလာဘူးတယ် အေးလာလေလိုက်တာ ကလေးလာရှိတာ ဟုတ်ကဲ့ သူကသူလာလဲတော့ဘာဖြစ်လဲမေးလေ မင်းရမင်းရတော့မင်းရတော့ ကဲ sorry ပါငါပြောရ sorry ပါတကယ်ချင်းကစောင့်နေဘယ်တော့မေးမလဲဆိုတစ်စက္ကန့်10မိနစ်ပြည့်သွားတဲ့အချိန်မှာမေးတော့မရတော့ဘူးတကယ်ကြီးပဲ မျက်မှန်အောင်ချွတ်လိုက်ပြီးမေးသူ့တော့ပေးမေးလိုက်ပါဦးတစ်ခေါက်တော့ မင်းရရဲစခန်းရှိမှတေးပါတယ်ဟုတ်တယ် ရေစကန်ရှိမှတေးပါစိတ်ဆိုးအိုင် တကယ်ချင်းငါတခုတော့စိတ်ဝင်စားတယ်ဘလို့ပေါက်တာလဲ ဟုတ်လား ရဲစကန်ရှိမှာ သေးပေါက်တယ်တဲ့ ဘယ်သူလဲပြောရဆို ဟုတ် ဟုတ်တယ်မလား ဘလို့ तू ကပေါက်မှာတော့ ဟို तू ကဘာမင်းဟုတ်တယ်ပဲပြောနေတော့ဒီချက် ဒီတာတော့မြေတဖော်ပြီးဆွတ်ချလိုက် ကဲ okay ပါမေကွန်းတိုက်စစ်ကတော့ပြီးသွားပြီเนาะကျွန်တော်တို့ရဲ့ဆယ်ရီစနော်ကြီးတွေကမျက်နှာပုံးရှင်နေတဲ့